ဦးဝင်းမော်မင်္ဂလာပါရှင့်မင်္ဂလာပါဗျညီမလေးမေကျော်မင်္ဂလာပါရှင့်လာပါမိုင်ဟုတ်ကဲ့ပါဦးဝင်းမော်တို့ဒါညီမလေးတို့အဆိုတော်ကြီးနဲ့ဒါဆွေးနွေးတော့မယ်ဆိုရနာဟိုလူတွေကတေးတချင်းချောင်းတွေတော့ဆွေးနွေးတော့မယ်လို့သိကြမှာပါဒါပေမဲ့လည်းဒီတစ်ခါမှာတော့ထူးထူးခြားခြားတေးတချင်းချောင်းလေးကိုဆွေးနွေးချင်တာပါရှင့်ဒီတချင်းလေးက1960လွတ်လပ်ရေးရပြီးကစားမှာရေးတဲ့တေးရေးဇာနီစစ်သွေးရေးသားပြီးတော့စစ်သားသွေးနီရှေ့တို့ချီဆိုတဲ့တေးတချင်းလေးအကြောင်းဆွေးနွေးကြပါတယ်ရှင့်အဲ့တချင်းကအရင်တော့ကဒါလွတ်လပ်ရပြီးတော့ဆိုခဲ့တာဆိုပေမဲ့အခုချိန်မှာဝင်းမော်နေနေကထူးထူးခြားခြားလေးနဲ့ arrangement ပြန်လုပ်ပြီးတော့ဒါပြန်လည်စမ်းသစ်ထားရလို့သိရပါတယ်အရင်ဆုံးအဲ့ချောင်းလေးပြောပြပေးပါအောင်ရှင်ဟိုအမှန်တိုင်းပြောတာဒီချင်းကလူငယ်ကြားထဲမှာတော်တော်သိထားပြီးသားပေါ့နော်အပိုက်လေးတစ်ပိုက်ကတော့သူတို့ကချင်းနဲ့ပဲဘယ်လိုသိထားလဲဆိုတော့စစ်သွေးသစ္စာပေါ့ဒါကတော့လူငယ်တော်များသိကြတယ်ဘာဖြစ်လို့သိလဲဆိုတော့ကိုငှက်ပေါ့နော်ကိုငှက်ကြီးဆိုတာတော့ဟိုဒေသရှင်ထွေးရင်တင်ပေါ့တမတော်ကအာနာယူလိုက်တဲ့ချိန်မှာသူလူငယ်တွေကျောင်းသားတွေတောခိုကြသူလည်းပါသွားတယ်ပေါ့နော်သူလည်းအချိန်တော့လူငယ်ပေါ့လေပါသွားပြီးတော့တောထဲမှာလူငယ်တွေဒီစိတ်သက်ခွန်အားတက်ကြွတခြင်းကြတော့သူရေးတဲ့တာမန်အချက်ချင်းတွေစုလို့မဖြစ်တော့ဘူးလေအဲ့တော့ကလေးတွေတက်ကြွအောင်ဆိုပြီးတော့သူကြာဘူးနောက်ရှိခဲ့ပုံရတဲ့ချင်းတွေတစ်ပိုက်ပေါ့အဲ့လေသူစုရေးပြခဲ့တယ်တူတယ်ဂီတာလေးနဲ့အဲ့ဒါကို lesson ကမ်းလာရင်ဒီလူငယ်တွေ lesson ကမ်းလာရင်ဒါထွင်းတင်ရေးတယ်ထွင်းတင်ရေးရဆိုပြီးတော့ခုနပဲတစ်ပိုက်ပေါ့နော်ဟိုအဲ့ရလေးသူသစ္စာတဲ့ချင်းတစ်ပိုက်ကတော်တော်လေးလူငယ်တွေကြားထဲမှာရေးပန်းစားတယ်အဲ့တော့အဲ့ချင်းကတကယ်ကြတော့ခုနပြောလို့1960မှာလွတ်လပ်ရေးနေ့အတွက်ကွန်ပျူတာထင်တယ်ကြီးတာတော့မက်ဒလင်ကိုသိမ်းပါလို့သိရတယ်ပေါ့နော်ပြီးတော့ပြန်နာတော့ကြီးတော့မက်ဒလင်နဲ့လီမို့တူလိုက်တစ်ခုလာပဲပါတယ်ပေါ့အမှန်စစ်ချီတေးဆိုရင်ခုနပြောတဲ့စစ်ပင်ခေတာလို့ပါလို့ပါမှာပေါ့နော်မပါတဲ့ခါကျတော့ချင်းလေးကလည်းကောင်းတယ်တို့တော့တမိုင်းမှန်လေးတော့ဖော်ထုတ်ပေးခြင်းတယ်တစ်ချက်ကဒါတက်မလို့စစ်ချီတေးဖြစ်တယ်1960ကဒါလေးလည်းပြောအဲ့တော့ဒါပေမဲ့အဲ့တိုင်းကြီးလည်းလွှင့်လို့က तू ကupdate ပဲဖြစ်တော့ဘူးပေါ့လေအတန်နေဒီ sound quality နဲ့ပတ်သက်သူကဒုတိယလေးနှစ်လက်နဲ့ဆိုတာအဲ့တော့ဓာတ်ပြားတော့ထုတ်တယ်လို့ကြားတယ်အဲ့တော့ quality ကောင်းလေးနဲ့သူပြန်လုပ်ကောင်းမယ်အဓိကတော့မြန်မာတက်မလို့လည်းဂုဏ်ပြုခြင်းတယ်နောက်ပြီးတော့ဒီစစ်ချီတေးကြီးကလည်းပြန်ပြီးတော့တမိုင်းဝင်နေတဲ့ဟိုနိုင်ငံတည်ရှိနေပြီတက်မလို့တည်ရှိနေပြီဒါကြီးဒီရှင်းကြီးကလည်းဒီလို state media ကြီးကနေခန်းခန်းနာနာတင်ဆက်ခြင်းတဲ့အတွက်တေချာလေးပြန်ဖန်တီးဖြစ်သွားတယ်ပေါ့လေဟုတ်ကဲ့တက်ဆက်တယ်ပေါ့နော်ညီမလေးကိုမေးရမယ်ဆိုရင်ညီမလေးကလည်းဒါဒီတချင်းလေးကိုဒါဆိုဖြစ်တယ်လို့သိရပါဒီတချင်းကိုညီမလေးကလူငယ်ဆိုတော့ကြားဦးမှာပဲလေဘယ်ချိန်လောက်ကနေကြားဦးခဲ့တာလဲဆိုတော့လည်းပြပြပေးပါမီလီကဒါဒီတချင်းကိုမီလီအမှုပညာတက္ကသိုလ်တက်တဲ့အချိန်ကနေစပြီးတော့ပေါ့နော်ဒီလိုတချင်းတွေနားထောင်ရင်းနဲ့ဒီလိုစစ်ချီတေးတချင်းတွေကိုလည်းနားထောင်ပြခဲ့တယ်ကိုကနိုင်ငံကိုချစ်တယ်ပြီးတော့တက်မတော်လူလည်းချစ်တယ်လေးစားတယ်အဲ့ဒီတော့ကိုတက်မတော်ရဲ့တချင်းမှန်သမျှကိုလည်းမီလီနားထောင်ပြတယ်နားထောင်ပြတော့ဒီတချင်းလေးကမီလီတို့အတွက်ဟိုဂျာဘူးနာဝါရှိတဲ့တချင်းလေးဖြစ်တယ်ပေါ့နော်ဒီခေတ်လူငယ်တွေလည်းဂျာဘူးနာဝါရှိမယ်ဆိုလို့လည်းအဆင်ပြေကြတယ်အားလုံးသိကြပါတယ်ဒါပေမဲ့ဒီတချင်းကဒုတိယအပိုက်ကဆိုလို့ရှင်ဒါမီလီတို့ခက်ခဲတယ်တချင်းသွင်းတဲ့နေရာမှာလည်းခက်ခဲတယ်ဟာမိုနီလိုက်ရတဲ့နေရာမှာလည်းခက်ခဲတယ်တချင်းစာသားစုံးလေသူတချင်းရဲ့တန်ဖိုးကပုံမြင့်လာပြီးတော့အဲ့ဒီခက်ခဲတဲ့စာသားလေးတစ်ချောင်းနှစ်ချောင်းရှိတယ်ပေါ့နော်အဲ့ဒီဟာလေးတွေကိုဆိုလို့ရှိရင်ဒါမီလီတို့ကအဆင်ပြေအောင်ဟိုသွင်းခဲ့ရတယ်ပေါ့နော်အဲ့ဒါဒီတချင်းကတော့မီလီတို့အတွက်ကတော့အမှတ်တရရည်လည်းအများကြီးရှိရပါဟုတ်ကဲ့ပါခုနဦးဝင်းမော်ပြောသွားတာကဒီတချင်းကစစ်ချီတချင်းလို့လည်းသိရပါတယ်ပေါ့နော်အခုဒါမျိုးသမီးလေးလဲဆိုတယ်ပေါ့နော်ညီမလေးလဲဆိုတယ်ပေါ့ဒီစစ်ချီတချင်းမှာဦးဝင်းမော်နေနဲ့လေအရင်ပြန်နားထောင်ကြည့်တဲ့ခါမှာလည်းနည်းနည်းလေးအေးတယ်ပေါ့နော်အခုမျိုးကြွလေးဖြစ်အောင်ဘလို့ထူးထူးခြားခြားလေးတွေနဲ့ဟိုအရေးစိတ်ရဲမှန်နေတက်ကြွလာအောင်ဘလို့တွေပြင်ဆင်ဆောင်ရွက်ခဲ့ရတယ်ဆိုတာပြပြပေးပါအောင်ရှင်ဟုတ်တယ်သူမူရင်းရှင်းရတော့1960ဆိုတော်တော်ကြာပြီလေတန် quality တွေရောသူဆူထားတော့အဲ့တော့အမျိုးသားပဲသူမဲလင်းကိုသိမ်းမောက်ကိုယ်တိုင်ပဲဆူလာတော့မသိဘူးပေါ့အတောက်ထားလေးတော့မသိတော့ဘူးဒါပေမဲ့ဒီဘက်ခေတ်မှာကျတော့ထူးထူးခြားခြားသူများနိုင်ငံတွေမှာလည်းဒီ main vocalist ပေါ့နော်ဒီစစ်ချီတီးပဲယောက်ျားလေးပဲဆိုတာမဟုတ်ဘူး main လေးဆိုတာလည်းရှိတယ်ဥဆောင်ဆိုတော့ပေါ့ဥဆောင်ဆိုတော့ main လေးပေါ့ဒါပေမဲ့ group ကတော့ပါတာပေါ့အဲ့ဒီမှာစဉ်းစားမိတာလေဒါ main လေးဥဆောင်ဆိုစစ်ချီတီးလုပ်ချင်တယ်ဒါထူးခြားခြားလည်းဖြစ်အောင်မြန်မာပြည်မှာသိလည်းမရှိသေးဘူးကမ္ဘာပေါ်မှာတော့ရှိတယ်တခြားနိုင်ငံတွေမှာအဲ့တော့ဒေသရှင်မေဂျွာလည်းဒီရှူတန်စီပင်တိုင်းဆိုတော့သူနဲ့တန်ပြီးတော့ဆိုဖို့စီစဉ်နေလုပ်လိုက်ပြီးတော့နောက်စစ်ချီတီးဆိုတဲ့အတိုင်းပဲပါကောင်းတယ်တယောက်တည်းဆိုလို့အကောင် group ကလည်းပါမယ်သူကတော့ main vocal လေးဆိုတော့မေဂျွန်ပေါ့သူတော့နောက်က harmony မှာလည်း main ကလေးတီပါပါတယ်နောက်ပြီးတော့ယောက်ျားလေးလည်းပါတယ်အဲ့တော့အားရှိအောင်ပေါ့နော်စိတ်သက်ကောင်ကတက်ကြအောင်စစ်ချီတီးပုံစံဆိုတော့အားမှန်လည်းပါအောင်ဆိုတော့ယောက်ျားလေးတန်တွေလည်းပန့်ပိုးလိုက်တယ်အဲ့ဒီမှာဆိုရင်ဒါတူတူကြကြဒီတကယ်စစ်ချီတေးပုံစံပေါက်အောင်ကျွန်တော်တို့ဒါရွှေတန်းစင်ဖွဲ့သားတွေကဒီသမားတွေကလည်းဆူထားတယ်ဆိုရင်စစ်တမ်းပေါက်အောင်ဆိုပြီးတော့တက်မတော်ကတကယ်ချင်းအရာရှိတွေလည်းခေါ်ဆူခိုင်းထားတော့လည်းရှိပါတယ်ဟုတ်ကဲ့ပါညီမလေးနေနေကတော့ခုနကပေါ့နော်အဝင်းမော်ပြောသလိုပဲဒါအမျိုးသမီးတော့ဆူထားတယ်ပေါ့နောက်ကနေ crew sound နဲ့မြင်မြင်ဆန်ဆန်ဆူရတဲ့အခါမှာဘယ်လိုဖြစ်ပေါ်ခံစားမိရဆိုတော့လည်းပြပြပေးပါဒီတချင်းက
စိတ်တက်ကြွစီတဲ့တခြင်းတစ်ပုတ်ဖြစ်တယ်ပေါ့နော်တမတော်သားတွေနဲ့ကြည့်မယ်ဆိုလို့ရှိရင်လည်းဒါစိတ်တက်ကိုတက်ကြွစီတဲ့ခွန်အားကိုဖြစ်စေတယ်နောက်အပြင်ကဒီ public လူတွေကလိုက်ဆိုတဲ့အခါမှာဆိုလို့ရှိရင်ကိုတိုင်းကအစားပေါ့နော်အဲ့လိုဒီတချင်းကိုကြားလိုက်တာနဲ့ပဲရဲစီရဲမှန်နေလေတက်ကြွလာတယ်ပြီးလို့ရှိရင်အဲ့လိုစက်သိမ်းမိပါထားတဲ့ပုံစံမျိုးတွေအဲ့လိုမျိုးဖြစ်လာတယ်ဒီတချင်းကိုတော့ဒါလေးကဟိုအစကလေးကနားထောင်မှုတယ်နားရည်ဝါနေတဲ့တချင်းဖြစ်တယ်အဲ့ဒီတော့ကိုအခုလိုမျိုးဒီလိုမျိုးဆိုရတော့လဲဒါလေးအရန်ဝမ်းသာတယ်ဟုတ်ကဲ့ပါရှင်ဒါဦးမော်နေနဲ့ကလည်းဒီတချင်းကိုပြန်လည်စမ်းသစ်ထားတာဆိုတော့လူတွေကသိကျင်တာပေါ့နော်အရင်တော့တချင်းကိုပြန်လည်စမ်းသစ်တာဖြစ်တဲ့အတွက်တချင်းတွေကိုပြောင်းလိုက်တာလားစာတွေကိုပြင်လိုက်တာလားဘာတွေများထူးထူးခြားခြားတွေပြင်ဆင်ထားတာတွေရှိလဲဆိုတာတွေသိကျင်ပါတယ်အဲ့ဒါလေးပြပြပေးပါအောင်ရှင်တီးတဲ့အပိုင်းမှာပဲပံ့ပိုးထားတာကခုနပြောသလိုဒီဘက်ခက်ကစစ်ပင်ခရာပုံစံနဲ့ပါမယ်နောက်တီးဝိုင်းပုံစံဆို bass ဆို guitar တွေပေါ့နော်distortion တွေဘာလို့ထားပါတော့keyboard တွေပါသုံးထားတာပေါ့ဒါကတော့မြန်မြန်ဆန်ဆန်ဒီဘက်ခက်ပုံစံနဲ့ဖြစ်အောင်ချစ်ချီတေးပုံစံနဲ့ပေါ့လို့ဒါမဲ့တချင်းရဲ့ melody ဘိုင်းလို့စာသားဘိုင်းတွေတော့မူရင်းတေးဆရာဟောဒါလေး cue ပြုတဲ့အနေနဲ့ကျွန်တော်လုံးဝမပြောင်းပါဘူးဂီတရဲ့ music theory ကတနေရာလေးမှာစာသားတစ်လုံးမဲ့ထောက်နေတဲ့အတွက်ဟိုရမည်ဆိုတဲ့တနေရာလေးတော့ပါအဲ့မှာရလေးတစ်လုံးတော့ဖြုတ်လိုက်တယ်ပေါ့ဖြုတ်လိုက်တဲ့အတွက်လည်းဒီတချင်းရဲ့အဖြစ်သာတော့မထိခိုက်ပါဘူးကျန်တာကတော့ဘာမှဖြစ်xuấtတာလည်းမရှိပါဘူးဟုတ်ကဲ့ပါဦးမော်တို့ပြောသွားတာသိရတာကတော့ဒီတချင်းကဒါအရင်ကတည်းကနော်ကိုငှက်ဆိုလဲတောထဲမှာဆိုခဲ့တော့လူငယ်တွေအနေနဲ့ကဒီထိတ်တစ်ပိုက်ပဲသိတယ်နောက်ပိုင်းတွေမှာလည်းအနှစ်သာရရှိရဲ့စာသားတွေရှိရဲ့လို့သိရပါတယ်အဲ့ဒါလည်းပြပြပေးပါအောင်ရှင်ဟုတ်တယ်အဲ့ချင်းမဲ့လူတွေသိတာတော့တွင်းတင်ကြီးသူဗာတော်ထဲမှာသူရတဲ့တစ်ပိုက်လေးစူပြတဲ့ဟာပဲပေါက်သွားတာဟိုလူငယ်တော်ကြားထဲမှာဒါပေမဲ့တကယ်ဒီချင်းတစ်ပုတ်လို့နားထောင်ကြည့်တဲ့အခါမှာပိုက်အကြီး၃ပိုက်ပါတာပေါ့နောက်ပိုက်တယ်လည်းတော်တော်လေးကောင်းတယ်အမှတောတောင်တွေကိုပါညာပြီးမှအဆိုတော်သာဆွေခိုင်းကြလိုက်တော့စာသားလေးတွေကတော်တော်တပုတ်လုံးဆက်လိုက်တဲ့အခါမှာပူပြည့်စုံသွားတယ်ပူတော့ကောင်းနေတယ်တော့ဒီတေးစီရလည်းအင်မတန်ဒါဇာနီစစ်သွေးလို့သိရတယ်ပေါ့လေတော်ပါတယ်ဒီစစ်ချီလေးနဲ့ပတ်သက်ပြီးဒီရှင်းလေးကဆက်ဆက်ပါအဲ့ဒါကြောင့်လည်းကျွန်တော်ပြန်ရွေးထုတ်ပြီးတော့ဒါပြည်သူကြားတွေကိုပြန်ပြီးတော့ပြင်ပြခြင်းဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါဒီတချင်းမှာလည်းညီမလေးအနေနဲ့ဒါအရှိမတော့လူတွေတည်ပြီးသားအပိုက်ဆိုမယ်နောက်ပိုက်တွေမှာလည်းအနှစ်သာရရှိတဲ့စာသားတွေကိုခက်ခဲဆိုရတယ်လို့သိရပါတယ်အဲ့ဒီဟာလေးကိုလည်းညီမလေးအနေနဲ့ပြန်လည်ဆိုပြပေးပါအောင်ဟုတ်ကဲ့ဒီတချင်းကလေလူအများစုသိတာကတော့အရှိပိုက်ကိုနိုင်ရည်လဲဝါကြတယ်နိုင်ရည်ဆွဲကြတယ်ပေါ့နော်ဆိုလို့လည်းကောင်းတယ်ပေါ့နော်ဒါပေမဲ့တကယ်ဒီတချင်းကိုအနှစ်သာရရှိတဲ့စာသားတွေအနောက်မှာအများကြီးကြံသေးတယ်အဲ့ဒီနေရာမှာပေါ့နော်လေးနည်းနည်းဆိုပြချင်တာလေးရပါတော့တောတောင်တွေကိုရှောင်ရှားမည်တရဲတက်ညီရှိပါမည်တေးစီသူရဲ့ကောင်းသူရဲ့ရှိကိုချီအဲ့ဒီလောက်ကထိရတော့တိတ်မခက်သေးဒါပေမဲ့အဲ့ဒီတချင်းရဲ့စာသားနောက်ဆုံးမှာပေါ့နော်ဒါမီလေးတို့ဆိုတဲ့အဆိုတော်တွေရောပြီးလို့ရှိရင်လိုက်ပြီးတော့ပါဝင်အဖြစ်ပေးတဲ့လူတွေရောနောက်တစ်ခုကဟာမိုနီပိုင်းရောခတ်တဲ့စာကြောင်းတစ်ကြောင်းလေးရှိတယ်အဲ့ဒါကတော့လေဒိုတိုင်းပြည်အတွက်သစ္စာပြုကြမည်စူးညောက်ကလောက်ကိုမြစ်ပြတ်ချေမုံမည်ဆိုဒီဟာကတကယ်တမ်းတော့ဘောနော်ခုနဦးဝင်းမော်ကြီးပြောသွားသလိုပဲဒီရမည်ဆိုတဲ့စာသားလေးပါတယ်အဲ့ဒီကရတဲ့လုံးမီလေးတို့ကဖြုတ်လိုက်ရတာဖြုတ်ရတဲ့အကြောင်းရလဲမီလေးတို့ဆိုလို့အဆင်မပြေဘူးဒီစာချောင်းကတန်စင်ကြည့်ပဲသွားလိုက်တာမဟုတ်ဘဲနဲ့ဒီတိုင်းရိုးရိုးစကားပြောသလိုမျိုးကြီးဖြစ်သွားတယ်အဲ့ဒီဟာအတွက်ကိုမီလေးတို့ဒီ group တစ်ခုလုံးကအဆင်ပြေအောင်အကောင်းဆုံးဖြစ်အောင်မီလေးတို့မှစူးစမ်းပြီးတော့အဆိုပေးထားတယ်ပါအဲ့တော့ဒီတချင်းရဲ့အနှစ်သာရတွေကနောက်ကိုရောက်လာလေးပို့ပြီးတော့အနှစ်သာရပြည့်စုံလာလေးတန်ဖိုးကပို့ပြီးတော့မြင့်လာလေးပါမှာဟုတ်ကဲ့ပါရှင်ဝင်းမော်နေနဲ့ကလည်းဒါထူးထူးခြားခြားလေးပြန်လည်စမ်းသစ်ထားတဲ့တချင်းညီမလေးနေနဲ့ကလည်းဒါကိုယ်တိုင်ပြန်လည်တည်ဆိုထားတဲ့တချင်းပေါ့နော်အဲ့ဒါကိုကျမတို့မြောက်ရီရုံမင်တန်ကြားနေရိုက်ကူးတဲ့ခါမှာလည်းပါဝင်အားဖြင့်ကိုညီပေးဖို့အတွက်လည်းပြောချင်ပါတယ်ရှင်လုပ်ပေးမှာပါမလေးတို့အကောင်းဆုံးစူးစမ်းပြီးတော့လုပ်ပေးပါမယ်ရှင်ဟုတ်ကဲ့ပါမြောင်ရီရုံမြင့်တန်ကြားပရိသတ်များရှင်အခုဆိုရင်စစ်သားသွေးနီရှေးတို့ကြီးဆိုတဲ့တေးသချင်းနဲ့ပတ်သက်ပြီးတော့လည်းဒါဂီတာမိုးဦးဝင်းမော်နဲ့အဆိုတော်ကနေပြီးပြည်စုံနေပြောကြားပေးရဖြစ်တဲ့အတွက်မြောင်ရီရုံမြင့်တန်ကြားပရိသတ်တွေလည်းဒီသချင်းရဲ့သမိုင်းကြောင်းတွေနဲ့ဖြစ်ပေါ်လာပုံတွေကိုသိရှိကြပြီးဖြစ်မှာပါဒါကြောင့်ဒီသချင်းကိုကျမတို့မြောင်ရီရုံမြင့်တန်ကြားကနေခန်းခန်းနားနားနဲ့ရိုက်ကူးတင်ဆက်သွားမှာဖြစ်တဲ့အတွက်မြောင်ရီရုံမြင့်တန်ကြားပရိသတ်များစောင့်မျှော်ကြည့်ရှုဖို့ဖိတ်ခေါ်ပါရစေလားရှင်